ဗမာသီးပင်ပဲလုံးဝအစိတ်ပြင်းတယ်နော် cheese scale လေးစားနေရတယ်လို့ပဲတော်တော်မှကောင်းတာအောက်မှာ mention ထားတဲ့အကောင့်ပါပေါ့နော်ညီမလေးစီကဒီနေ့ညီမစီကိုဒူးင်းသီးလေးရောက်လာတယ်ညီမသီးမလို့လေစွန်မမလားဆိုရင်စဉ်းစားနေရပြီးတော့လေဒီအသီးလေးရလေသူ့ရှိမှလည်းဈေးတက်တာနဲ့ရနိုင်တယ်နော်ကိုယ့်ရဲ့ channel ပစ္စည်းဆိုတော့လေအလုံးလေးတွေဘာလေးရွှေ့ရတယ်ဈေး short ခိုင်းတာတွေဘာတွေလုပ်လို့ရတာပေါ့နော်စိတ်ချလက်ချနဲ့ channel direct ဆိုတော့လေပို့ပြီးတော့အဆင်ပြေတယ်သူ့စီမှာလေ channel တီးရမင်းကိုတီးတွေဘာတွေလည်းရတယ်ပြီးတော့ကျမတို့တံမြားသီးလေးတောင်ပို့လာသေးတယ်အလုံးလေးရတော့တေးတယ်ပြီးတော့အစီကအရင်မပြူသူအစီတေးလေးနေလေသူချိုးတော့တော်တော်ချိုးတယ်တော့ကျမကလေအလုံးနှလုံးသုံးလုံးတော့ခွဲထားတယ်ခွဲပြီးတော့ဒီတစ်လုံးကိုပဲစားကြည့်တာပေါ့နော်ဒါကကြတော့ဝါနေရောဒါတော့ပုံမှဲ့မယ်ထင်လို့တော်တော်ချိုးတာမွေးနေရပဲအသားကလေလုံးဝလေးအိပ်ပြီးတော့စိတ်နေတာတကယ်ကျမလေတကယ်ပြောတာအပုတ်မပြောဘူးတော်တော်စားကောင်းတယ်ဒီအလုံးလေးကလေအစီကလေအရင်မကြည့်တော့အဆင်ပြေအစီတေးလေးတွေထဲထဲမှာဒါပေမဲ့လေအမွှာတွေကတော့နည်းနည်းသေးတာပေါ့နော်အမွှာကတော့အရင်မကြည့်ဘူးကျမအခုပြထားတိုင်းအမွှာလေးတွေသေးတယ်အမွှာသေးတယ်လို့အစီလေးတွေတေးလေးတွေထဲမှာသူကလေအပေါ်ကအသားအနှစ်တွေကတော်တော်များတယ်ရှင်တို့လည်းကြည့်နေနဲ့တရေကြနေမလားစားရှင်တော့အိမ်လာစားခဲ့ကျမဖုန်းကြောင်းလည်းပို့မယ်ကျမအမေကိုလည်းကြွေးမယ်ပေါ့နော်ကျမအမေကအဲဒူးဒီအရန်ကြိုက်တယ်သူကကျမကတော့အရန်ကြီးတော့မကြိုက်ဘူးပေါ့နော်အသီးအနှံတွေပါစားတော့အကုန်စားပါတယ်ဘယ်အရာမှကြိုက်တဲ့အရာထူးခြားမရှိဘူးကြည့်ပါဦးအမမိုးရွာတော့လေအပြင်မှာပရင်းမောက်လေးဖွင့်ထားတော့ရင်ကောင်လေးကမတရားလာနေတာပေါ်မှာကျမအကောင့်လေးကို screenshot လေးတင်ထားပြီးရနော်အောက်မှာလည်း mention ထားတယ်ဖုန်းနံပါတ်ကတော့ချလို့မရဘူးရှင်အဲ့ဒါကြောင့်မလို့ညီမတို့လေးရေးပေးထားရနော်မှာချင်ဒီအကောင့်လေးမှာမှာလို့ရ